မြို့ဝဲကလေးဤစောင်းညက်နေသည့်အေးဆက်မုံရီလျက်ရှိသည်နှင်းမြူများတိတ်သီးပိတ်စီးလျက်ရှိတာမို့နေအောင်ကြီးကလည်းအချိန်မတိုင်မီကွယ်ပြောက်သွားခဲ့သည်ဝူရဝါမုံရီသောနှင်းမြူများအောက်ကအရာရာဟာအေးဆက်ထုံထိုင်းနေသည်ဟုထင်ရသည်အေးလိုက်တာကွာဒီနေ့တော့ဆိုင်စောစောပိတ်မှပါပဲတတူဆရာကမိုင်းပြပြလန်ကလေးစီလက်မြော်ကြည့်လျက်အေးဆက်ဆက်လက်တွေကိုအချင်းချင်းပူရှက်ဆုပ်ထွေးနေရင်တီတိုရေရွလိုက်သည်ဒီချိန်ကြီးကြမှအဖေစီဘသူမှတတူလာထုံးမှမထင်ပါဘူးဖေယာစောစောပိတ်လိုက်ပြီးစောစောအိတ်တော့ပေါ့တားတကားတွေပိတ်လိုက်ရတော့မလားဆိုင်အတွင်ပဲလိုက်ကနောက်ကဇပွဲလေးမှာထိုင်၍ចောင်းစာလုပ်နေသောသားဖြစ်သူကတတူဆရာကိုလမ်းပြောလိုက်၏တတူဆရာကအနှင်းငယ်တွေ့ဝေသွားကလူသူရှင်းလင်းနေသည့်လမ်းတွေ့ကလေးစီလမ်းမြော်ကြည့်လိုက်ရင်ခဏတော့နေလိုက်အောင်မယ်လေကွာတယောက်တလေမျက်စိလဲလမ်းမပြီးရောက်လာလဲမစိုးပါဘူးကွတခါတလေလဲဒီအချိန်မှလာတတ်တဲ့သူမျိုးရှိတတ်ပါတယ်လာလဲဒီမိအားနဲ့တော့အစင်မပြေတော့ပါဘူးဖေယာမိအားကဖြင့်ခရမ်းကျင်ဒီလုံးလေးလောက်ပဲလင်းနေရကိုဒီမိအားအောက်မှာသာအဖေတတူးထိုးရင်အဖေရုပ်ကမြောက်တက်လိုက်တယ်လို့တွန့်နေလိမ့်မယ်ဟီဟီမင်းဘိုးအေးမြောက်တက်လိုက်ရမှာလားမင်းဖေကဝိုင်းရင်တပားရင်ပါကွမျက်စိမိတ်ထိုးပေးလို့တောင်ရတယ်မျက်စိမိတ်တော့မထိုးလိုက်ပါနဲ့အဖေယာ LED မီးအိမ်ကလေးထွင်းပြီးတော့သာထိုးလိုက်ပါတားတောင်ဒီမီးအိမ်ကလေးရှိမှစားကြည့်လို့ရတာအဖေတတူးထိုးရင်တားမိပြပေးမှာပေါ့မုံဖို့တော့ပေးတတူးဆရာကကလကနောက်ွယ်ကတားရီအရေးကိုလန့်ကြည့်ရင်ပြုံးလိုက်မိသည်မိအားကတကယ်ပဲမိန်ဖြောလာတာမို့သူတို့ရဲ့ဆိုင်ခန်းကလေးထဲမှာနီဝါဝအယောင်ဖြော့ဖြော့လေးသာရှိနေပါသည်အချိန်တခဏအတွင်းမှာပင်ညနေခင်းသည်ညခင်းသို့ကူးပြောင်းရောက်ရှိမုံရီလာပါသည်အလင်းရောင်နေသောအခန်းလေး၏နောက်ဖက်ပိုင်းကိုကလန့်ကားလေးကန်ထားသည်အဲ့ဒီကလန့်ကနောက်မှာတားရဲ့စာကြည့်စပွဲလေးတစ်လုံးနဲ့သူတို့သားဖအတူအိတ်သောကုပြစ်ကြဲကြဲတစ်လုံးရှိသည်စပွဲပေါ်မှာ LED မီးအိမ်ကလေးချပြီးတင်ချတွနေပုံရသောတားရဲ့ရိတ်ကလိုက်ကမှလာထင်နေသည်သူတို့သားဖကကလကချပြီးစကားလမ်းပြောနေကြတာပင်တတူဆရာကလမ်းသွက်ကလေးစီမျောလင်းချက်ဖြင့်လမ်းမျောကြည့်လိုက်ပြန်သည်လမ်းသွက်ကလေးပေါ်မှာတော့အမောင်တို့ကကြီးစိုးစာပြုတ်သည်လမ်းမီးတိုင်ကလေးစီကလင်းနေသည့်မီးလုံး၏အယောင်ဟာလည်းတားပြောသလိုခင်းကျင်သည့်လုံးလောက်လေးပဲหนีနေသည်မြူနှင်းတွေကညကိုပို၍တိတ်သီးမှောင်မိုက်နေစေသည်ဒီရက်ပိုင်းမှာတတူထိုးသူနေပါလာတာမို့သူကလူမျောရပါသည်တကယ်တော့သူကပကြီးဆရာတယောက်ပါသို့တော်မြို့ငယ်ကလေး၏ပကြီးဆရာဟာစိုင်းပုတ်ရေးတာလောက်သာအလုပ်ဖြစ်တာမို့ပကြီးဆရာဟူသောနာမည်ကိုသူစိတ်နာစွာမေးပြလိုက်သည်စိုင်းပုတ်ရေးရင်းနဲ့တော့သူ့ရဲ့အချိန်တွေကိုဖြုံးတိမပြစ်ချင်ခဲ့ပါအဲ့ဒီနောက်တော့ဘော်ဒီအကိုသူရှာဖွေတွေ့ရှိခဲ့သည်တယောက်စနှစ်ယောက်စကိုထိုးပေးရင်ဒီအလောက်ကသူ့ရင်ဘက်မှာလာညှိသည်ဖျားပွဲစည်းတွေမှာတတူလိုက်ထိုးဖို့အထီးတော့သူ့မာနကခွင့်မပြုအနုပညာမပါတဲ့ပေါ်ပေါ်ပဲပဲအယုံမျိုးတွေလည်းမထိုးခြင်းသူ့လေယာကိုမြည်ဆန်းမိသွားသောသူတွေကတော့သူ့ကိုအထင်ကြီးလေးစားကြသည်ဒီလိုနဲ့အနည်းလလစူဆောင်းထားသမျှအလေးတွေကိုထုခွဲကဒီတတူးဆိုင်ကလေးကိုဖွင့်ခဲ့သည်ဒီဆိုင်ကလေးမှာပဲသူတို့တားဖနေသည်ပကြီးဆရာငယ်မွဲတယောက်ကိုစွန့်ပစ်သွားသောဇနီးဟောင်းကတော့ဘယ်စီရောက်နေပြီမသိပါလောလောဆယ်တော့ဒီဆိုင်ကလေးနဲ့သူတို့တားဖအဆင်ပြေပါသည်